ကျွန်တော်နာမည်လက်ခံမျိုးပါကျွန်တော်ဆက်လက်ပြီး music theory အပိုင်းတုံးကိုဆက်လက်ပြီးလေ့လာတော့ကြမှာဖြစ်ပါတယ် music ရဲ့သင်္ကေတနဲ့သူတို့ရဲ့အ내အဓိပ္ပာယ်ဖွင့်ဆိုချက်တွေကိုကျွန်တော်လေ့လာခဲ့ကြပြီးဖြစ်ပါတယ်ကျွန်တော်ဒီတစ်ခါမှာတော့ rhythm နဲ့ပတ်သက်တဲ့ရှင်းလင်းချက်အ내ဖွင့်ဆိုချက်တွေကိုဆက်လက်ပြီးကျွန်တော်လေ့လာတော့ကြမှာဖြစ်ပါတယ်ကျွန်တော်တို့ Western music တမိုင်းအကြောင်းကိုကြည့်တဲ့အချိန်ခါမှာ music ရဲ့အတိုးတက်ပြောင်းလဲမှုတွေအများကြီးတွေ့ရပေမဲ့အလေခေတ်အချိန်ထိတိုင် rhythm ရဲ့အယူအဆတွေသူရဲ့ရှင်းလင်းချက်တွေကိုကျွန်တော်လုံးဝမတွေ့ရပါဘူးဒါပေမဲ့73ရာစုရောက်လာတဲ့အချိန်မှာတော့ John of the Garland, Franco Colomb, Johann de Muss, Johannes Tintoris တို့လို theorist တွေကနေအင်မတန်မှအခြေပြတဲ့ rhythm တွေရဲ့အယူအဆတွေကိုစတင်ဖော်ထုတ်တာတွေ့ရပါတယ်။တနည်းအားဖြင့် rhythm ကိုဖော်ပြတဲ့အချိန်မှာ mode 1, mode 2, mode 3, mode 4, mode 5, mode 6ဆိုပြီးမတူညီတဲ့ rhythmic အယူအဆတွေနဲ့ဖော်ပြတာတွေ့ရပါတယ်။အဲ့ဒီ mode တွေဟာတကယ်တော့ temporal လို့ခေါ်တဲ့အချိန်အတိုင်းအတာပေါ်အခြေခံပြီး long note နဲ့ short note ဆိုပြီးခွဲခြားထားတာကိုတွေ့ရမှာဖြစ်ပါတယ်။အဲ့ဒီအချိန်ခံပေါ်မူတည်ပြီးမှအမျိုးမျိုးသော rhythm ကိုအဆင့်ဆင့်ဆက်လက်ခွဲခြားသွားတာကိုတွေ့ရမှာဖြစ်ပါတယ်။အဲ့ဒီနောက်မှာ Philip de Victory ကနေပြီး Ars Nova လို့ခေါ်တဲ့ music theory နဲ့ဖွင့်ချက်စာအုပ်ကိုရေးသားပြုစုခဲ့တာဟာ rhythm ရဲ့အယူအဆတွေအ내ဖွင့်ဆိုချက်တွေကိုပုံမတိကျလာဖို့အတွက်အင်မတန်မှအကြီးလေးတဲ့တွန်းအားဖြစ်စေခဲ့တာကိုတွေ့ရမှာဖြစ်ပါတယ်။အဲ့ဒါကြောင့် reader အကြောင်းကိုထိထိဝင်လေ့လာကြည့်တဲ့အခါမှာတင်ချာသဘောတရားတွေနဲ့ပြီးနေတာတွေ့ရမှာဖြစ်ပါတယ်ဒီသဘောတရားတွေကြောင့် rhythm လို့ပြောတဲ့အခါမှာ time signature ဒါမှမဟုတ်မီတာလို့ခေါ်တဲ့အယူအဆတွေကိုမျက်ကွယ်ပြုလို့လုံးဝမရပါဘူးဒါကြောင့် time signature ရဲ့အ내ဖွင့်ဆိုချက်တွေဟာဆိုရင် rhythm ကိုဖြစ်ပေါ်စေတဲ့အဓိကဇစ်မစ်လို့ဆိုနိုင်မှာဖြစ်ပါတယ်ဒါတွေအားလုံးဟာ rhythm ရဲ့အင်မတန်မှအဓိကအကျတဲ့ဖွင့်ဆိုချက်လို့ဆိုနိုင်မှာဖြစ်ပါတယ်ကျွန်တော်တို့ time signature လို့ပြောလိုက်ရင် time signature stop ရဲ့ဘယ်ဘက်မှာတွေ့မြင်ရတဲ့ digit number ကိုဆိုလိုတာဖြစ်ပါတယ်ကျွန်တော်တနည်းအားဖြင့်44 68 22ဆိုတဲ့တက္ကသိုလ်တွေဟာဆိုရင် time signature ဒါမှမဟုတ်မီတာကိုဆိုလိုတာဖြစ်ပါတယ်သူရဲ့ဖွင့်ဆိုချက်ကိုကြည့်မယ်ဆိုရင်ဒီတစ်ချက်အစကနေအဆုံးဘယ်လိုပဲပုံဆိုရမယ်ဆိုတာကိုရည်ညွှန်းဖော်ပြနေတဲ့တက္ကသိုလ် guideline တစ်ခုလို့ဆိုနိုင်မှာဖြစ်ပါတယ်ဒီလိုနဲ့ time signature ကိုပုံစံနှမျိုးနဲ့တွေ့ပြင်နိုင်မှာဖြစ်ပါတယ် simple time signature နဲ့ compound time signature လို့ခေါ်ပါတယ်ဒါဆိုရင်ဘယ်ဟာတွေက simple time လဲပေါ့ simple time ဆိုတာ24 34 44ဒါမှမကပါဘူး22 32 42တို့ကိုလည်း simple time လို့ခေါ်ဆိုတာဖြစ်ပါတယ်တစ်ဖက်က compound time ကိုကြည့်မယ်ဆိုရင်68 98 12တွေကို compound time လို့ခေါ်ဆိုတာဖြစ်ပါတယ်ကျွန်တော်တို့ဘာမှဥစွာ simple time ရဲ့အ내တစ်ကိုကျွန်တော်ရှင်းပြလိုပါတယ်ဘာမှဥစွာ24ပေါ့အောက်ကမြင်နေရတဲ့အဖိုးကိုကြည့်မယ်ဆိုရင် quarter တစ်ခုကိုတစ်ချက်လုံးမှယူပြီးအပေါ်က2က measure တစ်ခုမှာအဲ့လိုမျိုး quarter နှစ်ခုပါဝင်တယ်လို့ဆိုလိုတာဖြစ်ပါတယ်အကယ်၍ကျွန်တော်34ကိုအ내ဖွင့်မယ်ဆိုရင်အောက်က4ကတော့ quarter တစ်ခုကိုတစ်ချက်လုံးမှယူပြီးအပေါ်က3ဟာ1 measure မှာ quarter 3လုံးပါဝင်တယ်လို့အဓိပ္ပာယ်ရမှာဖြစ်ပါတယ်အကယ်၍ကျွန်တော်ဖိုးကိုကြည့်မယ်ဆိုရင်လဲquarter တစ်ခုကိုတစ်ချက်ပဲမှတ်ယူပြီးအပေါ်က4ဆိုတာ1 measure မှာ quarter 4ခုပါဝင်တယ်လို့အဓိပ္ပာယ်ရမှာဖြစ်ပါတယ်အကယ်၍ကျွန်တော်ဟာ2ကိုတွေ့မယ်ဆိုရင်အောက်က2က half note တစ်ခုကိုတစ်ချက်လုံးမှတ်ယူပြီးအပေါ်က2ကတော့အဲ့ဒါလို half note 1 measure မှာ2ခုပါဝင်တယ်လို့အဓိပ္ပာယ်ရမှာဖြစ်ပါတယ်အဲ့ဒါလိုနဲ့ကျွန်တော်32ကိုကြည့်မယ်ဆိုရင်လဲ half note တစ်လုံးကိုတစ်ချက်မှတ်ယူပြီးအပေါ်က3ကတော့1 measure မှာ half note 3လုံးပါဝင်တယ်လို့အဓိပ္ပာယ်ဖွင့်ဆိုရမှာဖြစ်ပါတယ်
အဲ့ဒါလိုနဲ့ကျွန်တော်4 2ကိုကြည့်ပဲဆိုရင်အောက်က2ဆိုတာ half note တစ်လုံးကိုတစ်ချက်လုံးမှတ်ယူပြီးအပေါ်က4ဆိုတာကအဲ့ဒါလို half note 1 measure မှာ၄လုံးပါဝင်တယ်လို့အဓိပ္ပာယ်ဖွင့်ဆိုရမှာဖြစ်ပါတယ်ဒီလိုနဲ့ simple time ရဲ့တစ်ဖက်မှာ compound time ဆိုတာရှိပါတယ်ဆိုလိုတာက6 8 9 8 12တွေလို့ပေါ့ဒါဆိုရင်ဘာကြောင့် compound time လို့ကျွန်တော်တို့ခေါ်ရတာလဲတနည်းအားဖြင့် compound time ဆိုတာအိမ်နုတ်တွေကိုစုဖွဲ့လိုက်ခြင်းလို့အဓိပ္ပာယ်ရတာဖြစ်ပါတယ်အိမ်နုတ်တွေကိုစုဖွဲ့လိုက်ပေမဲ့သူ့ရဲ့အနည်းဖွင့်မှုဟာ simple time ရဲ့အဓိပ္ပာယ်ဖွင့်ဆိုမှုနဲ့တူညီမှုရှိပါတယ်။ဘာဖြစ်လို့ဆိုတော့စိတ်လို့ပြောတဲ့အချိန်မှာအိမ်နုတ်တစ်ခုကိုတစ်ချက်လုံးမှတ်ယူပြီးအပေါ်ကစိတ်ကအဲ့ဒါလိုအိမ်နုတ်1 measure မှာ6လုံးပါရှိတယ်လို့အဓိပ္ပာယ်ရမှာဖြစ်ပါတယ်။အဲ့ဒါကြောင့်စိတ်ကို compound time လို့ဖွင့်ဆိုရခြင်းဟာအိမ်နုတ်3လုံးကိုစုဖွဲ့ပြီးကျွန်တော်ရေးမရတော့ကြောင်းလို့ကျွန်တော်ဆိုနိုင်မှာဖြစ်ပါတယ်ဒီလိုနဲ့ကျွန်တော်9ကိုကြည့်မယ်ဆိုရင်လေသူကအောက်က8ဆိုတာကအိမ်နုတ်တစ်လုံးကိုတစ်ချက်လို့ဖွင့်ဆိုပြီးအပေါ်က9က1 measure မှာအိမ်နုတ်3လုံးပါဝင်တာတွေ့ရမှာဖြစ်ပါတယ်အဲ့ဒါကြောင့်ဒီ9ကိုကြည့်မယ်ဆိုရင်သူဟာ compound time မှာပါဝင်ပြီးအဓိပ္ပာယ်ကအိမ်နုတ်3လုံးကိုစုဖွဲ့ထားတယ်လို့အဓိပ္ပာယ်ရမှာဖြစ်ပါတယ်ဒီလိုနဲ့12ကိုကြည့်မယ်ဆိုရင်လည်းတခြား compound time တွေလိုအဓိပ္ပာယ်ဖွင့်ဆိုမှုတူညီမှုရှိပါတယ်အောက်က8ဆိုတာကအိမ်နုတ်တစ်လုံးကိုတစ်ချက်မှတ်ယူပြီးအပေါ်က12က1 measure မှာအိမ်နုတ်12လုံးပါဝင်တယ်လို့အဓိပ္ပာယ်ရမှာဖြစ်ပါတယ်ဆိုလိုတာကဒီအိမ်နုတ်3လုံးကိုစုဖွဲ့ပြီးရေးမှတ်ထားတော့ကြောင်းသူဟာ compound time မှာပါဝင်တာဖြစ်ပါတယ်ဒီလိုနဲ့ time signature ကိုကြည့်တဲ့အချိန်မှာ simple time ရဲ့ဖွင့်ဆိုမှုဟာ quarter note တစ်ခုကိုတစ်ချက်အဲ့ဒီ quarter note 1 measure မှာ၄ခုပါဝင်တယ်လို့ဆိုပေမဲ့အချိန်တိုင်း quarter note ၄ခုပါလို့မှတ်ယူလို့မရပါဘူး။ဘာဖြစ်လို့ဆိုရင် तू က quarter note နဲ့အလားတန်တူတဲ့ note တွေဥပမာအားဖြင့် half note ဒီလိုနဲ့တခါတလေတော့ကျွန်တော် whole note ဒီလိုနဲ့တခါတလေကျတော့ကျွန်တော် quarter ဒွတ်တူကိုပါကျွန်တော်မြင်ရမှာဖြစ်ပါတယ်။ဆိုလိုတာကကျွန်တော်ဒီ quarter note တစ်လုံးကိုတစ်ချက်လို့မှတ်ယူတဲ့အချိန်မှာ half note တစ်လုံးဆိုတာနှစ်ချက်လို့မှတ်ယူရမှာဖြစ်ပါတယ်။ဘာဖြစ်လို့ဆိုတော့ဒီ quarter note နှလုံးပေါင်းမှတော့ half note တစ်လုံးရတယ်ဆိုတဲ့အယူဆရှိလို့ဖြစ်ပါတယ်။ဘာဖြစ်လို့ဆိုတော့ half note တစ်လုံးရဲ့အချိန်တန်ဖိုးဟာ quarter note တစ်လုံးရဲ့အချိန်တန်ဖိုးနဲ့နှစ်ဆရှိနေလို့ဖြစ်ပါတယ်။တစ်ဖက်ကိုကြည့်မယ်ဆိုရင်လည်း quarter note တစ်လုံးကိုတစ်ချက်လို့မှတ်ယူတိုင်း whole note တစ်လုံးကိုတွေ့ရင်၄ချက်လို့မှတ်ယူရမှာဖြစ်ပါတယ်။ဘာဖြစ်လို့ဆိုတော့ဒီ whole note တစ်လုံးမှာ quarter note ၄ခုပါဝင်လို့ဖြစ်ပါတယ်။အကယ်၍ကျွန်တော်တို့က quarter ဒွတ်ကိုတွေ့ခဲ့မယ်ဆိုရင်တစ်ချက်ခွဲလို့မှတ်ယူမှာဖြစ်ပါတယ်။အဲ့ဒါကြောင့်ကျွန်တော်ဆိုတဲ့အချိန်မှာ1 and လို့ကျွန်တော်ဒီဆိုရမှာဖြစ်ပါတယ်။ဒါတွေဟာ simple time ပေါ်မှာမူတည်ပြီး note တွေရဲ့အချိန်တန်ဖိုးတွေကိုဖွင့်ဆိုခြင်းလို့ဆိုနိုင်မှာဖြစ်ပါတယ်။အကယ်၍ကျွန်တော်တို့ compound time ကိုကြည့်မယ်ဆိုရင် compound time မှာပါဝင်တဲ့6 8 9 8 12 8တို့ဟာအိမ်နုတ်တစ်ခုဟိုပါတစ်ချက်လုံးမှတ်ယူပြီးအပေါ်ကအကိန်းနှန်းတွေပေါ်မူတည်ပြီးအိမ်နုတ်အရေးအတွက်ကွာခြားတော့တာဖြစ်ပါတယ်။ဒါပေမဲ့အဓိကကတော့အိမ်နုတ်၃လုံးကိုစုဖွဲ့ပြီးရေးမှတ်ထားမှုပါပဲ။အဲ့ဒါကြောင့်ကျွန်တော်1 2 3 1 2 3လို့ဆိုရမှာဖြစ်ပါတယ်။အဲ့ဒါကြောင့်ကျွန်တော်တို့ compound time ကိုအနည်းဖွင့်တဲ့အချိန်မှာအိမ်နုတ်၃လုံးကိုစုဖွဲ့ပြီး1 bit တနည်းအားဖြင့် macro bit အယူအဆနဲ့1လို့ဆိုလိုတာဖြစ်ပါတယ်။အဲ့ဒီ1ဆိုတဲ့အပေါ်မှာ micro bit တနည်းအားဖြင့် note အသေး3လုံးပါဝင်နေတာကျွန်တော်တွေ့ရမှာဖြစ်ပါတယ်။အဲကြောင့်1 2 1 2ဆိုပြီးစိတ်ကိုဆိုတဲ့အချိန်မှာတကယ်တမ်းတော့အဲ့ဒီမှာ note အသေး3လုံး1 2 3 1 2 3 1 2 3ဆိုပြီး note တွေရဲ့စုဖွဲ့မှုပါဝင်တာတွေ့ရမှာဖြစ်ပါတယ်။အဲ့ဒါကြောင့်ကျွန်တော်ဒီ compound time ကိုကြည့်မယ်ဆိုရင် note တွေကိုစုဖွဲ့ပြီးရေးမှတ်ထားတော့ကြောင်းသူ့ကိုကျွန်တော် compound time လို့ကျွန်တော်အဓိပ္ပာယ်ဖွင့်ဆိုတာဖြစ်ပါတယ်